လူတယောက်ကိုအသေးလဲချစ်နေရဲ့နဲ့ကိုယ့်ရဲ့မာနနဲ့တိတ်ခါအတွက်ကြောင့်ပြပြတသားကြောခိုင်းခဲ့ဘူးသလားဒီနေ့မှာတော့မြမစာပေလောကကိုဆယ်စုနှစ်ပေါင်းများစွာကိုင်းလှုပ်ခဲ့တဲ့ဆီယာမဂျူရဲ့အမှတ်တရဆိုတဲ့ဝတ္ထုအကြောင်းပြောပြပေးသွားမှာပါဒီဇလန်ရဲ့အဓိကဆက်ကောင်စုစုထွေးဟာမန္တလေးစစ်တပ်ကတော်ကထက်မြက်တဲ့ကျောင်းသူတယောက်ပါသူဟာမောင်လို့ခေါ်တဲ့လူငယ်တယောက်နဲ့အရန်ကိုရိုးသားပြုစင်တဲ့အချင်းနဲ့ချစ်ခဲ့ကြတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာကြီးမားတဲ့အသားစီးတစ်ခုရှိနေခဲ့တယ်အဲ့ဒါကတော့အတွေးခေါ်ပါပဲစုစုထွေးကကိုပိုင်ရက်တည်မှုရှိတဲ့ပညာတတ်အမျိုးသမီးတယောက်ဖြစ်နေချိန်မှာမောင်ကတော့သူ့ကိုဖျားသဆူလိုကိုးကွယ်မဲ့မိမမျိုးကိုပဲအလိုရှိခဲ့တာပါနောက်ဆုံးမှာတော့မောင်ဝါစုစုထွေးရဲ့ထက်မြက်မှုကိုမခံနိုင်တော့ပဲသူမထက်အများကြီးနေကြတဲ့မိန်းကလေးတယောက်ကိုပဲရွေးချယ်သွားခဲ့ပါတယ်ဒီနေရာမှာစုစုထွေးပြောခဲ့တဲ့စကားတစ်ခုဟာအခုထိနာမည်ကြီးနေတော့မှာပဲမောင်ကိုပခုံးချင်းမရှင်နိုင်တဲ့မိမနဲ့လီတဲ့စုစုထွေးကအချစ်ကိုဆုံးရှုံးလိုက်ရပေမဲ့ကိုယ့်ရဲ့တန်မိုးကိုတော့ပြောင်းမခံခဲ့ပါဘူးတငယ်ချင်းတို့ရောအချစ်နဲ့မာနရှင်းစင်းနောက်ဆင်းဖြစ်လာရင်ဘာကိုရွေးချယ်ကြမလဲကိုထက်သားတဲ့မိန်းကလေးတွေကိုရောယောက်ျားလေးတွေကလက်သွဲဖို့ကြောက်တတ်ကြသလားကွန်မန့်မှာဆွေးနွေးပေးသွားကြပါဦးအခုလိုစာအုပ်အနှစ်ချုပ်လေးတွေနားထောင်ချင်ရင်တော့ကျမရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်